တက်လုံးပိုင်းတေချာပြင်ဆင်လာခဲ့လို့ရှိရင်ဘရိုနီကာအတွက်အနိုင်ပေးကြတဲ့ပွဲ channel မှာရှိတဲ့ပြည်သက်အားလုံးမင်္ဂလာပါခင်ဗျာ One Championship ဘက်ကတော့ဘရိုနီကာရဲ့ One ဒုတိယပွဲကိုတည်ပေးလိုက်ပြီဖြစ်ပါတယ်ပြန်မကတော့ One မှာရှုံးပွဲလုံးဝမရှိသေးပဲ9ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့အသက်19နှစ်အရွယ်မွေထိုင်းဖိုက်တာဂျူနီယာပဲဖြစ်ပါတယ်ပွဲစဉ်ကိုမေလ9ရက်နေ့1 Friday 5 107ပွဲစဉ်မှာထိုးတက်ရမှာဖြစ်ပါတယ်ဂျူနီယာဟာနာမည်ကြီးမွေထိုင်းဖိုက်တာစတန်နိုနဲ့အတူလေ့ကျင့်နေတဲ့မာကိုမြင့်အမျိုးသမီးဖိုက်တာတစ်ယောက်ဖြစ်ပါတယ်အသက်အရွယ်ရငယ်လုံးပေမဲ့လို့ဝမ်းအတွေ့အကြုံတော်တော်များတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။အရက်က9ပေတလက်မှရှိပါတယ်။လက်သီးထိုးချက်တွေတွက်လက်ပြီးတော့ပြင်းထန်ပါတယ်။အရက်ပူတဲ့ထင်ရပေမဲ့လို့ခြေကန်ချက်အတော်ကောင်းတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။အဓိကအားသာချက်ကမာကျောမှုလို့ဆိုရပါမယ်။သူ့ပွဲတွေကိုလေ့လာကြည့်ရင်တော်ရုံလက်သီးလောက်ကိုမမှုတာကိုတွေးရမှာဖြစ်ပါတယ်။မြန်မာပြည်သက်ချစ်တော်ကင်ရန်ချစ်သိမ်းမယ်လေဘရိုနီကာဟာထိုင်းဖိုက်ပွဲတွေမှာပဲထိုးနေရကနေပြီးတော့1 Championship ကိုရောက်ရှိလာခဲ့ပြီးပထမပွဲအဖြစ်ချီလီနိုင်ငံသူဘီယာနဲ့မွေတိုင်းထိုးသက်ခဲ့ပြီးတော့ဒိုင်းအဆုံးဖြတ်နဲ့ရှုံးထားသူဖြစ်ပါတယ်ဒီပွဲမှာရှုံးသွားပြီမဲ့လို့ဘရိုနီကာရဲ့ဆွမ်းဆောင်ရည်ကောင်းလွန်တာကြောင့်မို့လို့ဘောနက်ဆုရရှိခဲ့ပါတယ်ဒါပေမဲ့လို့ဒီပွဲကစားစဉ်နဲ့ကစားပြီးဘရိုနီကာဟာအလွန်မောပန်းနေတာကိုတွေ့ရပြီးတော့သူ့ကိုချစ်တဲ့ပြည်သက်တွေဟာဘရိုနီကာရဲ့ကြက်ခံမှုကိုစိတ်ပူလာကြတာပဲဖြစ်ပါတယ်ဘရိုနီကာဟာထိုင်းဖိုက်တာတွေနဲ့ထိုးရင်လက်ရည်ပိုင်းပုံမူတိုးတက်လာတာကိုထိုင်းဖိုက်ပွဲတွေမှာတွေ့မြင်နိုင်ပါတယ်ဘရိုနီကာရဲ့အရက်ဟာ9ပေ4လက်မှရှိတာကြောင့်အခုပွဲတင်ထားတဲ့ဖိုက်တာနဲ့ရှင်လို့ရှိရင်3လက်မှခန့်မြင့်နေပါတယ်ဒီလိုရုပ်ပိုင်းဆိုင်ရာအားသာချက်ရှိတာကလည်းဘရိုနီကာအတွက်တပန်းတာပါတယ်တစ်ဖက်ဖိုက်တာကလည်း short တွက်လို့မရတာကြောင့်မလို့ဘရိုနီကာအနေနဲ့အရင်ပွဲအားနည်းချက်တွေကိုပြင်ဆင်လာခဲ့မယ်ဆိုရင်အနိုင်ရနိုင်တဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ယုံကြည်မိပါတယ်ပြည်သက်ကြီးရဲ့အမြင်ကရောဘယ်လိုများရှိပါသလဲဗျာကွန်မန့်မှာဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့ပြည်သက်တယောက်ချင်းတီတောင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအသစ်တင်သမျှသိရှိရအောင်ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ